လာပါရှင်ဒီတစ်ခါမှာတော့ exam မှာတွေ့ရတတ်တဲ့ error လေးအကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘလို့ error တွေကဘလို့အခြေအနေမျိုးမှာပေါ်လာတယ်ဆိုတာကိုပြောပြပေးမှာပါပထမဦးဆုံး error လေးက divided by 0 error ဖြစ်ပါတယ် divided by 0ဆိုတာကကြတော့ကိန်းဂဏန်းတစ်ခုခုကို0ဒါမှမဟုတ်ရင် blank နဲ့စာလိုက်တဲ့အခြေအနေမျိုးမှာပေါ်လာတာဖြစ်ပါတယ်ဒါဆိုရင်ကိန်းဂဏန်းတစ်ခုကိုရိုက်ထည့်လိုက်ပါမယ်စနစ်လို့ရိုက်ထည့်လိုက်ပါမယ်ဒီဘက်မှာ0လို့ရိုက်ထည့်လိုက်ပါမယ်စနစ်ကို0နဲ့စာမယ်ဆိုရင် error ပြမှာပါ equal sign လေးခံပြီးတော့စနစ်ကို0နဲ့စာကြည့်ကြည့်ပါမယ်ဒါဆိုရင် divided by 0 error လေးကိုပေါ်လာတာဖြစ်ပါတယ်နောက်တစ်ခု0နေရာမှာ blank လေးထားပြီးတော့စာကြည့်ကြည့်ပါမယ် equal sign လေးခံပြီးတော့စနစ်ကိုဘာမှမရှိတဲ့ဆယ်ကွန်းနဲ့စာလိုက်လို့ရှိရင်လည်း divided by 0 error လေးပေါ်လာတာဖြစ်ပါတယ်divided by 0ဆိုတာကကြတော့ divided by 0 or blank နဲ့စာတဲ့အခြေအနေမျိုးမှာပေါ်လာခြင်းဖြစ်ပါတယ်။နောက် error တစ်ခုက name error ပါ။ name error ဆိုတာကကြတော့ကိုယ့်ရဲ့ function name နဲ့ formula name နဲ့မှားရေးမိတဲ့အခါမျိုးတွေမှာပေါ်လာတာဖြစ်ပါတယ်။ဒီမှာကဏ္ဍနှစ်ခုရိုက်ထည့်လိုက်ပါမယ်။ဒီကဏ္ဍနှစ်ခုကိုပေါင်းရှင်းပါတယ် equal sum ဆိုပြီးတော့ရေးလိုက်ပါမယ်။ဒီမှာ sum လို့ရေးတဲ့အခါမှာ spelling မှားပြီးတော့ရေးလိုက်ပါမယ်ရေးပြီးတဲ့အခါကျတော့ဒီမှာကိန်းဂဏန်းနှစ်ခုကိုပေါင်းကြည့်ပါမယ်ဒါဆိုလို့ရှိရင် sum နေရာမှာက spelling မှားသွားတာပါဒီ function formula ကြီးကမရှိပါဘူးဒါကြောင့်မလို့ name error တက်လာခြင်းဖြစ်ပါတယ် name error ဆိုတာကကြတော့ formula name မှားတဲ့အခါမျိုးမှာပေါ်လာတာဖြစ်ပါတယ်နောက် error တစ်ခုက any error ပါ any error ဆိုတာကကြတော့local formula တွေမှာအများဆုံးတွေ့ရပါတယ်အရင်နေ့ကသင်ခဲ့တဲ့သင်ခန်းစာတွေမှာဆိုလို့ရှိရင်ဒီ local 8 local ဆိုတဲ့နေရာမှာ local value ရိုက်ထားတဲ့နေရာမှာဘာမှမရှိတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် any error လေးတက်ပါတယ်ဒီမှာပါ any error ကကြတော့ local formula တွေမှာအများဆုံးတွေ့ရတာဖြစ်ပါတယ်နောက် error တစ်ခုက null error ပါ null error ဆိုတာကကြတော့ argument တွေကြားထဲမှာ intersection တွေမပါတဲ့အခြေအနေမျိုးမှာတွေ့ရတာဖြစ်ပါတယ်ကိန်းဂဏန်းနှစ်ခုကိုရိုက်ထည့်လိုက်ပါမယ်ဒီကိန်းဂဏန်းနှစ်ခုကိုပေါင်းရှင်းပါတယ် equal sum ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်ပြီးရင်စနစ်ရှိတဲ့ဆယ်ကွက်ကိုကလေးရှာမယ်နောက်ထပ်ကြားထဲမှာပါ intercept မရေးဘဲနဲ့နောက်ထပ်3ရှိတဲ့အကွက်ကလေးကိုဆက်လက်ရှာလိုက်ပါမယ်ဒီလိုအခြေအနေမျိုးမှာ null error လေးတက်လာတာကိုတွေ့ရမှာပါနောက် error တစ်ခုကကြတော့ num error ပါ number error ပါကိုယ့်ရဲ့ကိန်းဂဏန်းကအရန်နေကြီးတဲ့အခါမျိုးတွေမှာဒါမှမဟုတ်ကိန်းဂဏန်းကအရန်နေငယ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီမှာ hash sign လေးနဲ့ number error လေးတက်ပါတယ်ဒါဆိုလို့ရှိရင် equal လေးခံပြီးတဲ့အခါကျတော့2ရဲ့ထပ်ကိန်း2 power 3လို့ရေးထည့်လိုက်ပါမယ်2နဲ့4နဲ့4နဲ့4 8ဆိုပြီးတော့အဖြေက8လို့ပြပေးမှာပါဒါဆိုလို့ရှိရင်2ရဲ့ထပ်ကိန်းပေါ်မှာထပ်ကိန်းတွေအများကြီးတင်လိုက်ပါမယ်ထပ်ကိန်းတွေအများကြီးတင်လိုက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင် num error လေးတက်လာတာကိုတွေ့ရမှာပါဒီမှာ2ရဲ့ထပ်ကိန်းတွေကမရေမတွက်နိုင်အောင်များသွားပြီဆိုလို့ရှိရင်2တွေကိုအများကြီးများအောင်ပါပါဒါဆိုရင်ကိန်းဂဏန်းကအများကြီးကြီးသွားပါပြီဒီလိုအခြေအနေမျိုးမှာဆိုရင် number error လေးတက်ပါတယ်နောက်တစ်ခုကကြတော့ square root ပါ square root တွေမှာဆိုလို့ရှိရင်လည်း minus မပါပါဘူး square root မှာ minus ပါတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လည်း number error တက်ပါတယ် square root ရိုက်ပြီးတဲ့အခါကျတော့4လို့ရိုက်ထည့်ကြည့်ပါမယ်ဒါဆိုရင်အဖြေက2လို့ပြပေးမှာပါဒီမှာ minus 4ခံလိုက်ပါမယ် minus 4လို့ရိုက်ထည့်လိုက်ရင်တော့ number error တက်သွားပါပြီnumber error ဆိုတာကကြတော့ recess number သူရဲ့ number က too small or too large ဆိုတဲ့အခြေအနေမျိုးမှာ number error တက်ပါတယ်နောက်တစ်ခုကကြတော့ hash sign လေးနဲ့ ref ဆိုပြီးတော့ reference ဆဲပါ reference error ပါ reference error ကကြတော့ဒီမှာကိန်းဂဏန်းတစ်ခုရိုက်ထည့်လိုက်မယ်နောက်ထပ်ကိန်းဂဏန်းတစ်ခုကိုရိုက်ထည့်လိုက်ပါမယ်ဒီကိန်းဂဏန်းနှစ်ခုကိုပေါင်းရှင်းတာပါ equal sign လေးခံပြီးတော့ဒီမှာ reference လေးနဲ့တွားပြီးတော့ပေါင်းလိုက်ပါမယ်ဒါဆိုရင်အဖြေပြပေးတာကိုတွေ့ရမှာပါဒီမှာဆိုလို့ရှိရင်သူ reference လောက်ထားတဲ့10နှစ်ကဏ္ဍနှစ်ရိုက်ထားတဲ့ဒီလို row တစ်ခုလုံးကိုဖျက်ရှာပစ်လိုက်ပါမယ် delete လုပ်လိုက်လို့ရှိရင်ဒီမှာ ref error လေးတက်လာတာကိုတွေ့ရမှာပါ ref error ဆိုတာကကြတော့ကို reference လုပ်တဲ့ cell ကဖျက်လိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် reference error လေးတက်ပါတယ်နောက်တစ်ခုကကြတော့ value error ပါ
wrong types of argument နဲ့မှားတဲ့အခါမျိုးတွေမှာ value အဲ့ဒါလေးတက်တတ်ပါတယ်ဒီမှာကဏ္ဍတစ်ခုရိုက်ထည့်လိုက်မယ်နောက်ဆဲကွက်တစ်ခုမှာကြတော့စာသားလေးရိုက်ထည့်လိုက်ပါမယ်သူတို့နှစ်ခုကိုပေါင်းရှင်းပါတယ်သူတို့နှစ်ခုကိုပေါင်းလိုက်ပါမယ်ဒါဆိုရင် value အဲ့ဒါလေးတက်လာတာကိုတွေ့ရမှာပါဘာဖြစ်လို့လဲဆိုတော့ကဏ္ဍနဲ့စာသားနဲ့ဆိုတာကဘယ်လိုမှပေါင်းလို့မရတဲ့အခြေအနေမျိုးမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့value error လေးတက်လာတာကိုတွေ့ရမှာပါနောက်တစ်ခုကကြတော့ hash sign error ပါ hash sign error ဆိုတာကကြတော့ဒီမှာ column width ကအရန်ကိုသေးတဲ့အခါမျိုးတွေမှာဖြစ်ဖြစ်ဒါမှမဟုတ်ရင် negative value in time အချိန်တွေမှာ negative တန်ဖိုး minus တန်ဖိုးထည့်လိုက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင် hash sign error လေးတက်လာတာကိုတွေ့ရမှာပါဒီဘက်ဆဲကွက်မှာကိန်းဂဏန်းတစ်ခုခုကိုအများကြီးရိုက်ထည့်လိုက်ပါမယ်ပြီးရင်ဒီရဲ့ column width လေးကိုရှုံလိုက်ပါမယ်ဒါဆိုရင် hash sign error လေးတက်လာတာကိုတွေ့ရမှာပါဘာဖြစ်လို့လဲဆိုတော့ column width ကအရန်ကိုသေးနေလို့ပါနောက်တစ်ခုက date ပါ date တစ်ခုရိုက်ထည့်လိုက်ပါမယ်ဒီ date ကိုသူ့ရဲ့ format ကို long date ပုံစံလေးပြောင်းလိုက်ပါမယ် long date လို့ရိုက်လိုက်လို့ရှိရင်လည်းရွေးလိုက်လို့ရှိရင်လည်းဒီမှာ hash sign error လေးတက်လာတာကိုတွေ့ရမှာပါသူ့ကိုနည်းနည်းလေး column width ကျယ်လို့ရှိရင်မြင်ရပါတယ်ဒါဆိုလို့ရှိရင် date ကလည်းအရန်ကို column width ကျင်းနေတဲ့အခါမျိုးတွေမှာ hash sign error လေးတက်တတ်ပါတယ်နောက်တစ်ခုအချိန်မှာအချိန်တစ်ခုခုကဏ္ဍတစ်ခုခုကိုရိုက်ထည့်လိုက်ပါမယ်ကဏ္ဍတစ်ခုခုကို minus ခံပြီးတော့ရိုက်ထည့်လိုက်ပါမယ်သူ့ကို time လို့သွားပြီးတော့ယူလိုက်ပါမယ်သူ့ကို time လို့သွားပြီးတော့ယူလိုက်ပါမယ်ဒါဆိုရင်လည်း hash sign error လေးတက်လာတာကိုတွေ့ရမှာပါဘာဖြစ်လို့လဲဆိုတော့အချိန်တွေမှာအနှုတ်ကိန်းမရှိပါဘူးဒါကတော့error လေးအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ် exam မှာအများဆုံးတွေ့ရတဲ့ error လေးအကြောင်းတွေပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်